သုံးပြုချိန်အနေနဲ့လည်း8နာရီကနေ10နာရီထိမရမနာအသုံးပြုလို့ရပါတယ်ခုမိမိရောက်ရှိနေတဲ့နေရာကတော့ဂျပန်မီးစက်ကြီးတွေမှာသဘောကျရဲဆိုတဲ့လူကြီးမင်းတို့အတွက်တနေရာထဲမှာပဲစိတ်တိုင်းကျရွေးချယ်ဝယ်ယူလို့ရမယ်ဆက်ဆန်းက A1 ဆိုင်ခွဲကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီဆက်ဆန်း A1 ဆိုင်ခွဲမှာလည်းညီမတို့ရဲ့ပုံမှန်ဆိုင်ခွဲတွေလိုပဲအိမ်သုံးလုပ်ငန်းသုံးမီးစက်တွေကိုရောင်းချပေးနေရပဲဖြစ်ပါတယ်ဒီဆက်ဆန်း A1 ဆိုင်ခွဲမှာညီမအတိကပြောပြချင်တဲ့အကြောင်းအရာကတော့ညီမအတောက်မှာရှိနေတဲ့ဂျပန်မီးစက်ကြီးတွေပဲဖြစ်ပါတယ်ရောင်းချပေးနေတဲ့ဂျပန်မီးစက်ကြီးတွေအနေနဲ့ဆိုရင်လည်းဒန်ညိုအဲမန်နီပိုရှယ်ရိုရှင်ဒိုင်းဝမီးစက်တွေကိုရောင်းချပေးနေတာဖြစ်ပါတယ် KVA အနေနဲ့လည်း 13KVA ကနေပြီးတော့ 800KVA အထိရရှိနိုင်ပါသေးရဲ့နော်A1 ကရောင်းချပေးနေတဲ့ဂျပန်မီးစက်ကြီးတွေရဲ့အားသာချက်ကတော့နိုင်မှန်ကန်ပြီးတော့အင်ဂျင်ဖွင့်လှစ်ထားခြင်းလုံးဝမရှိတဲ့အပြင် quality ကိုလည်းစိတ်ချယုံကြည်ရပြီးတော့ညီမတို့အသုံးပြုချိန်အနေနဲ့လည်း8နာရီကနေ10နာရီထိမရမနာအသုံးပြုလို့ရပါတယ်။ကဲလို့ညီမတို့မလိုအပ်တဲ့အချိန်မှာပြန်ရောင်းချမယ်ဆိုလို့ရှိရင်လည်းဈေးကောင်းရမှာသိချပါပဲနော်။ Lotus ကိုလည်းသိချစစ်ဆေးပြီးမှရောင်းချပေးရမို့လို့လူကြီးမင်းတို့အနေနဲ့ကိုယ့်လုပ်ငန်းနဲ့ကိုက်ညီမဲ့မီးစက်မျိုးကိုအသုံးပြုမဲ့ဝင်အားပေါ်မူတည်ပြီးတော့စိတ်တိုင်းကြရွေးချယ်ဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်။ဒီတော့ဂျပန်မီးစက်ကြီးတွေကိုမှကြိုက်နေတတ်တယ်ဆိုရဲလူကြီးမင်းတို့အတွက်အမှတ်226အထက်ပစွန်တောင်လမ်းမှာ Pro 1အနီးဆက်ဆန်းရက်ကွက်မင်္ဂလာတောင်မြို့နယ်မှာရှိတဲ့ A1 ဆိုင်ခွဲကိုလာရောက်ဝယ်ယူဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်နော်။